စာအုပ်ဖတ်တဲ့သူတော်တော်များများဒီလိုမျိုးကြုံကြရမယ်ထင်ပါတယ်ကျွန်တော်တို့စာအုပ်တွေတော့ဖတ်ကြတယ်ဒါပေမဲ့ဖတ်ပြီးသွားတဲ့ရှေ့ကဖတ်ရင်နောက်ကမေ့နောက်ကဖတ်ရင်ရှေ့ကမေ့နောက်ဆုံးပြစဉ်းစားကြည့်ရင်လည်းဘာမှမရနိုင်ဘူးလို့ခံစားရတဲ့အချိန်တွေကများကြလိမ့်မယ်ထင်ပါတယ်ကျွန်တော်တို့ထင်တာလည်းအခုဖတ်အခုမေ့သွားရင်ကိုယ်စီမှာဘာမှမကြမ်းခဲ့ဘူးလို့ထင်နေကြတယ်ပေါ့တစ်ချိန်တည်းမှာပဲဖတ်သမျှစာတွေမိကောင်းနေဆိုတာလေကျွန်တော်တို့ထင်ထားတဲ့အရာတစ်ခုပေါ့ကျွန်တော်တို့စာအုပ်ဖတ်တဲ့ကအဲ့ဒီစာအုပ်ထဲကအချက်အလက်အကောင်လုံးကိုမှတ်မိဖို့ဆိုတာမလွယ်ပါဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့မသိစိတ်ထဲမှာတစ်ခုခုတော့ကြံခဲ့တယ်ဆိုတာသိရပါတယ်ကျွန်တော်တို့ဝယ်ဖတ်လိုက်တဲ့စာအုပ်တော်တန်ဖိုးကဈေးကြီးတာမဟုတ်ဘူးဗျာဒီစာအုပ်တွေကကျွန်တော်တို့ဘယ်လိုမျိုးသင်ခန်းစာရလိုက်လဲဘယ်လိုမျိုးအတွေးအကြုံရလိုက်လဲဆိုတာအရေးကြီးရပေါ့ဒီနေရာမှာကျွန်တော်တို့စာအုပ်ဖတ်တဲ့အခါမှတ်မိနေဖို့တက်ဆွဲမြဲနေဖို့များများပြီးဖို့တက်နက်နက်တူးဆွမိဖို့ပိုရေးကြီးတယ်ပေါ့တကယ်တမ်းတော့စာအုပ်ဖတ်တယ်ဆိုတာကျွန်တော်တို့ရဲ့စိတ်ဝိညာဉ်ကိုစေးကြောတာနဲ့အတူတူပဲပေါ့လေ